ကိုအတွက်အသုံးမလို့တဲ့ကိုအတွက်အကျိုးမပြုတဲ့အရာဟောင်းတွေကိုဖယ်ပြရမဖယ်ရင်အဲ့ဒီလူသက်ရှင်ဝင်မရှိဘူးအဲ့ဒီလူပန်းနိုင်မရောက်နိုင်ဘူးအဲ့တစ်ချက်ကဘလောက်ရည်ကြီးလဲဆိုရင်ပညာရေးစီးပွားရေးနောက်ဆုံးနိုင်ငံရေးအဲ့ဒီသူတွေဟာသုံးဝင်ပါဥပမာလောလောကူပြောမယ်ဆိုလို့ရှိရင်10တန်းမှာညာရင်မိတဲ့ကလေးတယောက်စေးတက်တို့မှာဆရာဝန်ဖြစ်ဖို့သိကြတဲ့ကလေးသူကိုယ်တိုင်ဆရာဝန်ဖြစ်ချက်10တန်းရောက်တော့မှအဲ့ဒီကလေးက game တွေပါလေဆွဲသွားမယ်နောက်ဆွဲသွားပြီးအဲ့မှာလည်းအချိန်တင်ကုန်ပြီးတော့စံကြက်တော့ဆိုရင်သူဆရာဝန်ဖြစ်ချက်နဲ့ပန်းနိုင်ကိုရောက်ဖို့အဲ့ဒီကလေးသူ့အတွက်မလိုအပ်တဲ့ game ဆွဲခြင်းဆိုတဲ့မကောင်းမှုဖယ်ထုတ်အောင်မဖယ်ထုတ်ရင်သူဆရာဝန်ဖြစ်တယ်စီဝါရေးလုံးနဲ့စီဝါရေးသမားတယောက်လောင်းကစားမှညှိသွားတယ်အဲ့လောင်းကစားဆက်ညှိနေလို့ရှိရင်သူစီဝါရေးပြတ်သွားလိမ့်မယ်ဒါ theory ပဲကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမဲ့ပန်းနိုင်အတွက်အနောက်ရှက်ခက်ခဲဖြစ်စေတဲ့အဟောင်းနေဖြစ်ပြရမယ်အဲ့တမှာအသက်တွေရောက်လာမယ်ဒါပထမဆုံးစရတဲ့သင်ခန်းစာဒီဘက်ထဲကိုရောက်တယ်အဲ့ဒါ wisdom ဆိုတာအဲ့ဒါပြောတာ